မှာ DIY သမားတွေအတွက်မျှဝေစရာတစ်ခုရှိပါတယ်။လျှက်သူပစ္စည်းအကြီးတစ်ခုကို DC အားသွင်းကောင်းနဲ့ချိတ်ဆက်ပြီးအသေးစားကရေးစောပွားရိုက်ဆက်လုပ်လို့ရတယ်ဆိုတာကိုပေါ့အရန်အဆင်ပြေပါတယ်။ဒါက1000 microfarad DC 100ဖို့ရှိတဲ့လျှက်သူပစ္စည်းတစ်ခုဖြစ်ပါတယ်။ DC အားသွင်းကောင်း60ဖို့နဲ့တွဲသုံးပါဆိုတော့လုံလောက်ပါတယ်။လျှက်သူပစ္စည်းနဲ့ DC အားသွင်းကောင်းကိုချိတ်ဆက်ထားပါတယ်။အဲ့ဒါကအသေးစားကရေးစောပွားရိုက်ဆက်လုပ်နည်းတစ်ခုပါပဲ။ဝါယာကြိုးကိုဘယ်လိုချိတ်ဆက်ရမလဲဆိုတာပြပါရစေ။ဒီကောင်က220ဖို့အဝင်ဖြစ်ပြီးဒါကသူ့ရဲ့ DC အထွက်60ဖို့ဖြစ်ပါတယ်။ပြီးရင်4မီလီရှိတဲ့မာကျောသောဝါယာကျိုးနှစ်ချောင်းကိုရှာရပါမယ်။ဒီနေရာမှာလျှက်သူပစ္စည်းအပေါင်းလက္ခဏာနဲ့အနှုတ်လက္ခဏာကိုတွေ့မြင်နိုင်ပါတယ်။ DC အားသွင်းကြိုးဤအညိုရောင်ဝါယာနဲ့4မီလီဝါယာတစ်ချောင်းကိုအပေါင်းဆုံးမှာချိတ်ဆက်ပြီးအပြာရောင်ဝါယာနဲ့4မီလီဝါယာတစ်ချောင်းကိုအနှုတ်ဆုံးမှာချိတ်ဆက်ပါ။အမှန်တိုင်းပြောရရင်ဒါကကရေးစောပွားရိုက်ရန်အတွက်လျှက်သူပစ္စည်းဤလျှင်မြန်ပြင်းထန်တဲ့လျှက်စီးချောင်းနေရာမှကိုအသုံးပြုမှာဖြစ်ပါတယ်။ DC အားသွင်းကောင်းကိုပလက်ထိုးပြီးပါဝါချိတ်ဆက်လိုက်ပါမယ်။ဒီမှာကြောတဲ့ကျင်းဒီဝါယာကျိုးနှစ်ချောင်းကိုဝရိန်ကောင်းတွေအဖြစ်အသုံးပြုပြီးဓာတ်ရိုက်ခရီးစောကြည့်ပါမယ်။နမူနာစမ်းသပ်အသုံးပြုရန်ဗလိတ်ဓာတ်နှစ်ချောင်းကိုတစ်သားပြားပေါ်မှာတင်ထားလိုက်ပါမယ်။ပြီးရင်ကျွန်တော်လက်တွေ့စမ်းသပ်ပြပါမယ်။ဒီခရီးစောပွားရိုက်ဆက်ရဲ့အစွမ်းသက်တိကိုကြည့်ပါ။ဥပမာဒီအနေထားမှာကျွန်တော်ဓာတ်ကိုဖိထားပြီးတခြားဝါယာကျိုးနဲ့ဒီလိုခရီးစောပါတယ်ကြည့်ပါလားဓာတ်သွားကိုချက်ချင်းပူကတ်သွားစီပါတယ်ခရီးစောပြီးရင်အရန်ခိုင်ခန့်ပါတယ်ဒါကလျှက်သူပစ္စည်းဤလျင်မြန်ပြင်းထန်တဲ့လျှက်စီးချောင်းနေရာမှာပဲဖြစ်ပါတယ်ဒါကတော့ဘက်ထရီတွေကိုတွဲတဲ့နီကယ်ပြားကိုခရီးစောပွားရိုက်ကြည့်တာပါရိုးရှင်းပြီးလက်တွေ့ကြပါတယ်ဒီနီလန်းကဘက်ထရီတွေနဲ့ပါလွာတဲ့စတီတမဏိကိုခရီးစောဖို့အတွက်အတော်လေးအသုံးဝင်ပါတယ်အရန်ရိုးရှင်းတယ်မဟုတ်လား DIY သမားတွေကတော့ဈေးသက်သာပြီးလက်တွေ့ကြတဲ့အရာတွေကိုနှစ်သက်မယ်လို့ကျွန်တော်ထင်ပါတယ်